အခုတို့နည်းနည်းအတွေးလေးတခုဒီလားတွေးလို့အခုကဘာလို့လဲနောက်လန်စလစ်ဘက်ညံစလစ်ဘက်တို့ပုံဘရောတို့အကုန်လုံးကနောက်လန်နေကြတယ်နောက်လန်နေကတော့သူကဘယ်လိုပြောမလဲနောက်ကိုခွဲလိုက်အခုဘေးခွဲညံမှာကွာဒီဘက်ခွဲညံမှာဒီဘက်ခွဲညံမှာဆိုလို့ရှိရင်ဒီဘက်ကစပင်ရှိဒီဘက်ကစပင်တူအောင်ပါဒီဘက်ကရှိရမယ်ဒီဘက်ကတူအောင်မယ်ဘာလို့လဲဒီဘက်ကိုခွဲမှာမဟုတ်ဘူးအဲ့ဒီဘက်ကိုခွဲတာဒါနဲ့တူပဲဒါဘယ်ကိုခွဲတာနောက်ကိုခွဲရင်ရှေ့ရမယ်နောက်ကပုံပြတူအောင်မယ်အဲ့ဒါတူပဲကွာဒီကောင်ဘေးခွဲလို့ဘေးခွဲပြတာတူနော်ကြည့်နော်ဒါဘေးခွဲနော်ဒီကနောက်ကိုခွဲမှာမလို့စလစ်ဘက်လို့ခေါ်တာကွာစလစ်ဘက်ဆိုရင်အခုကနောက်ကိုခွဲမယ်ဆိုလို့ရှိရင်ဒီကောင်ရှေ့ရမယ်ဒီကောင်ပုံပြတူအောင်မယ်အဲ့မှာကိုတော့ဒီကောင်လေးထက်လေးအကြအဲ့ဒီကောင်လေးနော်အရင်တွေ့ရမလို့ဒါအောင်မှဒီသဘောတရားကိုသိရမယ်ကွာပြောရှင်ညက်နီးရတယ်တက်ရှိတယ်ပုံရောညက်နီးဆိုတာလည်းတက်ရှိတယ်စလစ်ဘက်ညက်နီးဆိုတာလည်းရှိတယ်ဒါပေမဲ့စလစ်ဘက်ညက်တော့မယ်နောက်လည်းညက်တော့မယ်ဆိုရင်ဒီကသိထားမှာဒီရှေ့ရဆိုရင်ရှေ့ရမယ်ဒီနောက်ကဆိုရင်ပို့ပြီးတော့တူပါမယ်အဲ့ဒါမှကိုတို့ပြောလို့ဘေးခွဲနဲ့တူတယ်နော်သူကဘေးခွဲမဲ့ဟာကိုရှေ့ရနဲ့နောက်ကိုခွဲလိုက်တယ်ပေါ့အဲ့ဒီညက်နေအောင်နော်အဲ့ဒါ